အသေးအမြင့်ကိုမြုပ်သီးစိမ့်နဲ့ချက်ပါမယ်အသေးအမြင့်ကိုချက်တဲ့ချိန်မှာအမြင့်ကိုအရင်ချက်ပါနော်အမြင့်ကကြတော့နူးနူးကြတယ်အသေးကကြတော့အကြာကြီးချက်မကောင်းဒါကြောင့်မို့အသေးအမြင့်ကိုဒီလိုလေးခွဲထားပါတယ်ဒါကအသေးပေါ့နော်အမြင့်ကိုအရင်ချက်ပါမယ်အဲ့ထဲမှာစားရယ်စနွင်းရယ်ဂျင်းရယ်ကြက်သွန်ဖြူရယ်မြုပ်သီးစိမ့်ရယ်ကိုတန်လွင်စီလေးနဲ့နည်းနည်းလေးလုံးလိုက်ပါမယ်နော်ဒီကိုချက်တာဒီလိုရင်ထားလေးရောက်ပြီဆိုရင်ကျမတို့စက်တဲလေးထည့်ပြီးလုံးလိုက်ပါမယ်ဒီလေးနည်းနည်းထည့်ပြီးတော့10မိနစ်လောက်အဆုံးပုတ်ထားလိုက်ပါမယ်နော်အခုတော့နေထားလေးရောက်ပြီဆိုရင်ကျမကကြက်သွန်ဖြူထောင်းထားတာရယ်ကြက်သွန်ဖြူအမိတ်ရယ်နော်အဲ့ဒါလေးကိုအပေါ်ကနေပုတ်လိုက်ပါမယ်ပုတ်ပြီးတော့မှအဲ့ဒါလေးကိုဖုံးလေးအုပ်ပြီးမင်းသိလို့ရပါရှင်အခုဆိုရင်တော့အရသာရှိတဲ့စီမပါဘူးအချိုမုံမပါဘူးငံပြားကြီးမပါဘူးဘာမှမပါတဲ့ပေါ့နော်ချက်သေးချက်မြင့်ငုတ်သီးစိမ့်ချက်လေးရပါပြီရှင်လေးကတော့ပဒဲကောနဲ့အသီးရွက်စုံကိုစံလော်ဟင်းရည်လေးချက်ပါမယ်ရှင်ဒါလေးကတော့ကြက်သွန်ဖြူနဲ့ပဒဲကောနဲ့ပစွန်ချောက်လေးနည်းနည်းလေးနဲ့ထောင်းထားပါတယ်နော်အဲ့ဒါလေးကိုကျမတို့ကကြက်သွန်ဖြူလေးလည်းတီးတန်းထောင်းထားမယ်ထောင်းပြီးရင်ရေကိုအဲ့လိုပုတ်ပွက်ဆူအောင်အရင်တည်မယ်နော်ရေပုတ်ပွက်ဆူပြီးဆိုတဲ့ခါကျရင်ကျမတို့ကပဒဲဘောထောင်းထားတာရယ်ကြက်သွန်ဖြူရယ်ပစွန်ချောက်ရယ်ထောင်းထားတာလေးကိုအရင်ထည့်ပါမယ်ရှင်ဒါလေးကတော့ဆန်လော်ကိုရေလေးနဲ့ဖြော်ထားတာเนาะအဲ့တော့ကျမတို့ဟင်းရပွက်ပြီဆိုရင်ဒီဆန်လော်လေးကိုထည့်လိုက်ပါမယ်เนาะကဲအခုလိုမျိုးပုတ်ပွက်ဆိုပြီးဆိုရင်နောက်ဆုံးစူပုတ်ရွက်လေးနဲ့ကြက်သွန်မိတ်ကလေးကိုခတ်လိုက်ပါမယ်ရှင်အင်မတန်အရသာရှိတော့မိုးဆန်တော့အသီးရွက်စုံဟင်းရည်လေးရပါပြီ